ရင်ဆုံးကွာဒီဂျီမေးတဲ့တောင်းဝင်လိုက်နော်ဝင်ပြီးလို့ရှိလို့ရှိရင်ဒီမှာဒီအဆက်လေး30ရှိတယ်ကွာအဲ့ဆက်လေး30နှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ဟိုအောက်ရောက်ဆွတ်တင်လိုက်ဆွတ်တင်မှာအဲ့စတင်ရဲ့အောက်မှာကော်ရှင်မန်ပုံစံလေးနဲ့ရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်နှိပ်ပြီးခဏဆောက်လိုက်သူလဲလာလိမ့်မယ်လဲလာပြီးလို့ရှိရင်ဒီမှာဒုတိယမြောက်မှာ chain or wizard or password ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်နှိပ်လို့ရှိရင်ဟိုအောက်ဆုံးနည်းနည်းဆွတ်တင်လိုက်ဆွတ်တင်မှုလိုက်ရှိလို့ဒီမှာကွန်ပျူတာဆိုတာရှိတယ်ကွန်ပျူတာလေးကိုဒီဒုတိယတစ်ခုကိုရွှေ့လိုက်ယူလိုက်လို့ရှိရင်အဲ့မှာ chain password ဆိုတာရှိတယ်ကွာအဲ့ chain password လေးကိုနှိပ်လိုက်အပြင်ခဏဆောက်လိုက်ကွာခဏဆောက်သူပေါ်လာလိမ့်မယ်ပေါ်လာပြီးလို့ရှိလို့ရှိရင်Gmail တစ်ခုလည်းရှိရင်တော့ short မရှိဘူးကွာGmail တစ်ခုလည်းမရှိရင် short မရှိဒါပေမဲ့ Gmail အများကြီးဆိုလို့ရှိလို့ရှိရင်အဲ့ Gmail အများကြီးထဲမှာကိုချိန်မဲ့ Gmail ကိုpassword ထည့်လိုက်အခုဒီငါအပေါ်ဆုံး Gmail ငါချိန်မှာအဲ့ Gmail ငါရွေးပေးလိုက်တာရွေးလိုက်ဆိုရင်ဒီနေရာမှာကိုကအရင် password ကိုသိတယ်ဆိုရင်အရင် password ကိုထည့်လိုက်တကယ်လို့မှအရင် password ကိုမသိဘူးဆိုလို့ရှိရင်ဒီ forgot password ကိုနှိပ်လိုက်နော် forgot password ကိုနှိပ်လိုက်ရှင်သူကမှ lock down လာလိမ့်မယ်ကွာအဲ့ lock ကိုအဲ့ lock ဆိုတာကိုအပြင်ခတ်ထားတဲ့ lock ပေါ့ကိုဖုန်းစကွန်ခတ်ထားတဲ့ lock အဲ့ lock ဖွင့်ပေးလိုက်ဖွင့်ပြီးလို့ရှိရင်အမှပေါ်လာပြီကွာပေါ်လာပြီဆိုရင်ဒီပေါ်မှာမဲကူအသစ်ထည့်မဲ့ Gmail ရဲ့အသစ်ထည့်မဲ့ Gmail ရဲ့နော်အဲ့အသစ်ထည့်မဲ့ကွာအကုန်မင်းလို့ကောင်းမြတ်သူ1 2 3ထည့်မယ်ဆိုလို့ရှိရင်ဒီအောက်မှာလည်းကောင်းမြတ်သူ1 2 3ထည့်လိုက်ထည့်လို့ရှိရင်ဒီ chain password ကိုနှိပ်လိုက်ရပြီဒါပဲအဲ့ဒါပဲဘာမှမကြည့်